Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုချမ်းသာတွန်းဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အောင်မြင်မှုခရီးကိုတူတူချီတက်ဖို့အတွက်ကျွန်တော်အမြဲတမ်းအသင့်ဖြစ်နေပါပြီကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကိုမှတ်ထားပေးပါအောင်မြင်မှုဆိုတာကံကောင်းခြင်းမဟုတ်ပါဘူးအောင်မြင်မှုဆိုတာကိုယ့်ရဲ့ရွေးချယ်မှုဖြစ်ပါတယ်အခုမှကိုယ်ပိုင်လုပ်ငန်းစလုပ်မဲ့လူတွေဒါမှမဟုတ်ဘဝတစ်ခုကိုအောင်မြင်ဖို့ကြိုးစားနေတဲ့လူအများစုကြုံတွေ့နေရတာကဘယ်ကစမလဲဘယ်လိုလုပ်မလဲဆိုတော့စိုးရိမ်မှုတွေနဲ့အချိန်ကုန်နေတယ်မလားဒါပေမဲ့အောင်မြင်သူတိုင်းမှာပထမဆုံးခြေလှမ်းဆိုတာရှိခဲ့ပါတယ်အဲ့ဒီခြေလှမ်းကိုယုံကြည်မှုနဲ့လှမ်းဖို့ပဲလိုတာဖြစ်ပါတယ်ဒီမှာလေ့လာကြည့်ရအောင်ကျွန်တော်5 minute rule ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောချင်တယ်ဥပမာဖြင့်မိတ်ဆွေလှုပ်ချင်တဲ့အရာအဲ့ဒါကိုယ်ပိုင်လုပ်ငန်းလှုပ်ချင်တာလည်းဖြစ်လိမ့်မယ်ဒါမှမဟုတ်ရင်ကိုယ့်ဘောက်တိုးတက်အောင်လှုပ်ချင်နေတာလည်းဖြစ်လိမ့်မယ်အဲ့ဒါကိုစဉ်းစားမနေနဲ့5 minute တွင်စလုပ်လိုက်ပြီဆိုတာနဲ့စိတ်ကူးကအစီအစဉ်ဖြစ်ပြောင်းသွားတာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေရဲ့ပထမဆုံးအချိန်ပထမဆုံးခြေလှမ်းကိုဒီနေ့ပဲစတင်လိုက်ပါကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုစတင်လုပ်ကိုင်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဘဝတစ်ခုကိုတိုးတက်အောင်မြင်ဖို့အတွက်စတင်နေတာပဲဖြစ်ဖြစ်5 မိနစ်အတွင်းစလုပ်ဖို့စရင်ပြုစုလိုက်ပါကိုအနီးနားမှာဖုန်းကိုကောက်ကန်ပြီးတော့မှကိုဆက်သွယ်ရမယ့်လူတွေကိုဆက်သွယ်လိုက်ဒါမှမဟုတ်ရင်အနည်းဆုံးတော့ DVC ကို share လိုက်ပါငါလည်းစပြီဆိုပြီးတော့မှ comment မှာရေးလိုက်ပါအတိတ်ပြစ္ဆုတ်ပံအနာဂတ်မှာလက်ရှိပြစ္ဆုတ်ပံကိုပဲအာရုံစိုက်ပါမိတ်ဆွေရဲ့အောင်မြင်မှုအတွက်အခုပဲစတင်လိုက်ပါ